အဲ့ဒါနဲ့ဒီစာလေးတစ်ပုဒ်ကိုဝါတွင်3လမရဘူးဆိုတော့အကူကြီးကမင်းသာသနာပေါ်နေမနေပါနဲ့ကွာအဲ့ဒါခဏခဏပြောနေအိမ်မှာလည်းပစ္စည်းဥစ္စာတွေပေါ်တယ်အဖိုးကတထေးကြီးဆိုမင်းသာသနာနေမနေနဲ့အဲ့ဒါနဲ့ तू ကအဲ့လိုလေးပြောတာနဲ့တော့ तू ကလူထွက်ဖို့မစင်သားသေးဘူးသာသနာကို तू ချစ်မြတ်လို့တယ်ရှင်စုလပန်ကဒီတိုင်းပဲနေတယ်ကိုကြီးပြောဆိုခံပြီးတော့နေနေတာအဲ့ဒါတနေ့တော့ဘာဖြစ်လာတော့ဆိုတော့စေးဆရာကြီးဇီဝကမြတ်စွာဘုရားအဲ့ဒီတော့ကအဝေလူဝံကျောင်းမှာသတင်းသုံးလိုက်ဇီဝကရဲ့တရဥယျာဉ်ကျောင်းမှာသတင်းသုံးလိုက်ဟုတ်လားပိပိတာရမင်းကြီးကဝေလူဝံကျောင်းလှူထားတာရှိတယ်ဇီဝကတရဥယျာဉ်ကြီးလှူထားတာရှိတယ်အဲ့ဒါဇီဝကမနေ့ပြန်သူ့အိမ်ကိုဘုရားမှုရှိတဲ့တန်ခါလေးအကုန်လုံးပင့်ပြီးတော့ဆွမ်းကပ်ဆွမ်းစားပင့်အဲ့ဒီအချိန်မှာဘေယဟန်ကြွရမယ်လိုက်ရမယ်လို့ဆွညွန်ယဟန်ပေါ့နော်ခုခေတ်ဆိုရင်တော့ဆွမ်းသားကြောင့်ဘုန်းကြီးတဲ့ဘောမျိုးပေါ့အဲ့ဒီဘုန်းကြီးကဘယ်မထေဖြစ်နေလို့ဆိုတော့မဟာဗန်ဖြစ်နေပြီးတော့မဟာဗန်ကဘယ်လိုစီမံလဲဆိုတော့တခါကြီးတကြောင်လုံးရှိတဲ့တန်ခါလေးအကုန်လုံးကြွခဲ့မယ်ဒါပေမဲ့ရှင်စုလပန်တော့မပါဘူးစုလပန်ကိုပင့်တန်ခါလေးထည့်မထားဘူးအဲ့ဒါကိုရှင်စုလပန်ကတိသွားတယ်ဆိုအဲ့ဒီကြတော့မှသူစိတ်ဓာတ်ဘုံဘုံကြသွားဩငါအကူကမနေ့ပြန်ဆွမ်းစားငါ့ကိုတန်ခါစင်းနဲ့တောင်ထည့်မထားတော့ဘူးအဲ့လိုဆိုရင်တော့ကဲငါလူထွက်တာပဲကောင်းပါလေတနာစရာနော်လူထွက်တော့မယ်ဆိုပြီးတော့ဒါမနဲ့စောစောသူ့ကိုမသိအောင်တခါတည်းကျောင်းတော်ကနေထွက်သွားအဲ့လိုထွက်သွားမယ်ဆိုထွက်လာအကြောင်းဘဝမှာဘယ်သူနဲ့တွေ့အောင်ဆိုမြတ်စွာဘုရားနဲ့တွေ့ဟုတ်လားဒီနေ့မြတ်စွာဘုရားမှုရှိတဲ့တန်ခါလေးဇီဝကရဲ့အိမ်ကိုသွားပြီးတော့ဆွမ်းစားကြမှာနော်အဲ့ဒီမနဲ့ကြီးပဲအဲ့ဒါမြတ်စွာဘုရားအကြောင်းဘဝမှာဇင်းကြံကြွားသုလပန်ဘယ်သွားမလို့တော့မမဗျာနောင်တော်ကြီးကသာသနာမနေတော့နဲ့လို့ပြောလို့လူထွက်တော့မလို့ပါဗျာအဲ့မင်းမဟာဗန်ရဲ့သာသနာမှာယဟန်ပြုတာမှာဟုတ်ပဲငါသာသနာမှာယဟန်ပြုတာပဲဘာဖြစ်လို့လူထွက်ရမှာတော့လာငါစီလာဆိုတော့မြတ်စွာဘုရားလက်တော်နဲ့ခေါင်းကိုသုံးသက်တယ်တဲ့ခေါင်းပုတ်ပြီးတယ်ဘလောက်အားဖြစ်သွားမှာနော်စိတ်ဓာတ်ခွန်အားတွေတက်သွားမလို့ဘုံဘစာလေးဖတ်ရင်းနဲ့စဉ်းစားကြည့်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားခဏနေဆွမ်းသားကြွတော့မှတန်ခါလေးနဲ့အဲ့ဒါရှင်စုလပန်ကိုမြတ်စွာဘုရားအလုတ်ပေးခဲ့တယ်ဘာလုတ်ပေးခဲ့တော့ဆိုတော့ဖြူးနေတဲ့အဝတ်ကလေးတစ်ခုတကိုးနဲ့ဖန်ဆင်းပြီးတော့အဲ့ဒီအဝတ်ကလေးကိုမင်းပို့နေလက်ကလေးနဲ့ပို့ပြီးတော့အဝတ်ကလေးဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုပဲကြည့်နေစိတ်ကိုဘယ်မှမရောက်စေနဲ့ဒီအဝတ်ကလေးကိုပဲလက်ကလေးနဲ့ပို့နေဘာလို့မြတ်စွာဘုရားဒီလိုခိုင်းတယ်လဲဆိုတော့မြတ်စွာဘုရားကအခုဖြစ်နေတဲ့အခြေအနေလေးတွေမြင်တာမဟုတ်ဘူးဟိုအတိတ်ဆိုကြပါစို့ဘုန်းဘုန်းတို့အခုလူတယောက်ကိုကြည့်တယ်ဘုန်းဘုန်းတို့ဘယ်လောက်တော့မြင်တော့မနေ့တုန်းကသူဘာတွေလုပ်ခဲ့တာအရင်လားဘယ်လိုနေတာအရင်နှစ်ကဘယ်လိုနေတာဒီလောက်တော့ဘုန်းဘုန်းတို့လည်းသိတယ်နော်အဲ့ဒီအခြေအနေလေးကြည့်ပြီးတော့ဒီလူကိုဘုန်းဘုန်းတို့ကဝေဖန်တယ်ပေါ့ဒီလူကဘယ်လိုလူလို့ဘာကိုကြည့်ပြီးတော့ဝေဖန်တာလဲအရင်သူဖြစ်ခဲ့တာကြည့်ပြီးတော့ဝေဖန်တာနော်ဟုတ်တယ်မဟုတ်လားခုမြတ်စွာဘုရားကတော့မနေ့ကနဲ့အရင်လနဲ့အရင်နှစ်လောက်တော့မြင်တာမဟုတ်ဘူးအရင်ဘဝဟိုဘဝ1000ဘဝ1000ဘဝ1000ဟာအကုန်လုံးမြင်တယ်သူ့ဟာဟိုတခါလေအကုန်မြင်နေတယ်အဲ့ဒီအမြင်ရှိတဲ့အတွက်ကြောင့်သူ့ကိုဘယ်လိုလုပ်ပေးရမလဲဆိုတာကိုမြတ်စွာဘုရားပြည့်ပြည့်စုံစုံမှန်မှန်ကန်ကန်သိသူကတခုသောဘဝတုန်းကတဲ့ဘယင်ဖြစ်တယ်ရှင်စုလပန်ကဘလို့ဘယင်ဖြစ်တဲ့အခါတင်စည်းပြီးတော့တိုင်းကလှည့်တဲ့အခါမှာနေပူတဲ့အခါကျတော့နှစ်ဘူးကချွေးဆို့တယ်ချွေးကြတယ်ပါလာတဲ့လက်ကင်ဘွားအဖြူလေးနဲ့အဝတ်ဖြူလေးနဲ့အဲ့ဒီချွေးကိုတုပ်တယ်ဒါဘာမှထူးဆန်းတဲ့ကိစ္စတခုမဟုတ်ပါဘူးချွေးထွက်လို့ချွေးတုပ်တဲ့ကိစ္စနော်ဒါပေမဲ့ထူးဆန်းတာလေးကဘာလို့ဆိုတော့အဲ့ဒီအဝတ်ကလေးကိုကြည့်ပြီးတော့ပေါ်ပေါက်ခဲတဲ့ဖြစ်ခဲတဲ့အမြင်မှန်ကလေးဖြစ်ပေါ်လာတဲ့သူတန်တမှာအဲ့ဒါဘာလို့ဆိုတော့ကြည်စမ်းစောစောကမှဖွေးနေတဲ့အဝတ်ကလေးတန့်ရှင်းနေတဲ့အဝတ်ကလေးဒီခန္ဓာကိုယ်နဲ့ပေါင်းမိတာနဲ့ကိုတော့ရှောင်းညှစ်နွမ်းသွားတယ်ဖြူရှင်မှုဟာပျောက်ကွယ်သွားပြီညှဉ်းနှွမ်းမှုဟာအစားထိုးလာတယ်ဘလောက်မှမကြပါဘူးရှင်ပေါ်မှာဆင်စည်းရင်းနဲ့တွေးနေတာဒါပေမဲ့တွေးတဲ့အကြောင်းအရာကတော့ခပ်ပေါ်ပေါ်အကြောင်းအရာတခုမဟုတ်ဘူးနော်ဘယ်ထိသူကဆက်ပြီးတော့တွေးမိတော့မြင်မိတော့လောကမှာဘာမှတည်နေတာမရှိပါလားသူ့ဘဝတည်းမကဘူးမြင်နေရတဲ့အနေအထားတွေအကုန်လုံးကိုပါသုံးသပ်တယ်နော်အကုန်လုံးကပါတော့ရက်နေတာတည်နေတာဘာမှမရှိဘူးသွားနေတာပြောင်းလဲနေတာပြီးဆုံးနေတာ
ဝမှာဒါပဲအမှန်တရားပဲကိုဘယ်ရမှရက်တည်နေတာမရှိဘူးဘာလေးမှဆုပ်လိုက်เสีย၊ကင်လိုက်เสียမရှိဘူးဒါဆုပ်ကင်မဲ့လို့တော့ဒါမဟုတ်တော့ဘူးဒီပြန်ဖြစ်နေတတိကြီးလို့ရှိရင်ပို့ပြီးတော့သဘောပေါက်မယ်ဘုံဘုံပြောတာလေးကိုဟုတ်လားဘင်းကြီးကအဲ့လိုထိမြင်တာနော်ဘာလို့အခြေခံပြီးတော့မြင်သွားတာတော့လက်ကင်ပေါ်ညင်နွမ်းသွားတာကိုကြည့်ပြီးတော့မြင်သွားတာဟုတ်လားအဲ့ဒါကြောင့်မို့လို့အဲ့ဒီအကြောင်းတရားနဲ့နော်ချိတ်ဆက်ပြီးတော့မြတ်စွာဘုရားအကျိုးရလတ်ကြီးကြီးမားမားတစ်ခုထွက်လာအောင်အခုထပ်ပြီးတော့တစ်ချိန်လုံးကသူမြင်ခဲ့တဲ့အမြင်ကိုအားကောင်းအောင်လုပ်တယ်လို့ဘုံဘွားတော့အဲ့လိုခံစားဒါပေမဲ့ရှင်ဆုလဗန်ကိုယ်တိုင်ကငါပင်ကြီးဖြစ်တုန်းကအဲ့ဒီအဝတ်ကလေးဝတ်တုန်းအဝတ်ကလေးနွမ်းသွားတုန်းကလက်ကင်ဘွားလေးနွမ်းသွားတုန်းကငါဘလို့စိတ်တွေဖြစ်ခဲ့တာလို့ तू သိလားမသိပါဘူးဘယ်သူသိတော့မြတ်စွာဘုရားသိတယ်အဲ့ဒါကြောင့်မလို့ဒီအခြေအနေတစ်ခုကိုမြတ်စွာဘုရားဖန်တီးပေးတာရဇောဟရဏံအော်ညင်နွမ်းသွားပြီမြူတွေတင်သွားပြီမြူအညစ်အကြေးပေါ့နော်မြူဆိုတာမျက်စိနဲ့တောင်မြင်ရတာမဟုတ်ဘူးမျက်စိနဲ့မြင်ရတဲ့မြူလည်းရှိပါတယ်ကပောက်ကြားကနေလေးပါလေးထိုးနေလို့ရှိရင်နော်မုံသေးသေးလေးတွေလွင့်မျောနေတာသိတယ်မဟုတ်လားတချို့မြူကြတော့မျက်စိနဲ့မြင်ဖို့တောင်ခက်တယ်ကြောင်းတွေပါလေအလုံးပိတ်ထားတဲ့ကြားတွေကပဲလာနဲ့ချီကြားလာပြီရှင်မှန်လေးတွေပါလေးတွေပေါ့ဆိုမြူတွေစားကြည့်လို့တောင်ရတယ်ဟုတ်လားအဲ့ဒီမြူကအညစ်အကြေးပဲတကယ်ကဟုတ်လားအဆူတဲ့အစေးတဲ့နဲ့ပေါင်းသွားတော့ဘာဖြစ်သွားလဲကြီးဖြစ်သွားတယ်ပေါ့နော်အညစ်အကြေးတွေဖြစ်သွားအဲ့ဒါလေးကိုမြတ်စွာဘုရားပုတ်ခိုင်းအဲ့ဒါရှင်ဆုလဘန်ကအဲ့ဒါကိုကြိုးစားပြီးတော့လုပ်မြတ်စွာဘုရားသူ့ရဲ့ခေါင်းတော်ကိုလက်နဲ့သုံးသပ်ပြီးတော့မင်းမလွတ်လူထွက်မှာတော့ဒါလုပ်ဆိုတော့အားတွေဖြစ်တယ်ငါသာသနာမှာယဟန်ပြုတာမင်းကိုသာသနာမှာယဟန်ပြုတာမဟုတ်ဘူးအားတွေဖြစ်နေသူကဟုတ်လားအဲ့ဒါနဲ့သူကြိုးစားပြီးတော့လုပ်နေတယ်အချိန်တွေကုန်လို့ကုန်မှမသိဘူးအဲ့ဒီအချိန်မှာကျောင်းထဲမှာတန်ခါတဘာမှမရှိတော့ဘုရားမှုရှိတဲ့တန်ခါတွေအကုန်လုံးပဲကြွသွားကြအောင်ဆိုတော့ဇီဝကရဲ့အိမ်ကိုဆွမ်းသားကြွသွားကြဒီနေရာကဇီဝကရဲ့တည့်ရဥယျာဉ်ကြီးသူနေနေတာဒါဇီဝကအိမ်ကြွသွားဇီဝကအိမ်ကြွသွားတော့မြတ်စွာဘုရားအဲ့ဒီမှာစွန့်ဖုံးပေးတော့မှခဏနေလို့ရှိရင်စွန့်ဖုံးပေးတော့မှရှင်ဆုလဘန်အကြောင်းမှာတပါးတည်းကြံရစ်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကြည်တယ်ဒီစွန့်မဖုံးပေးသေးခင်အချိန်လေးတကယ်နည်းနည်းလေးဘာမှအချိန်တွေအများကြီးမဟုတ်